မင်္ဂလာပါโอเคဆ iam နာမည်လေးသိပြစီဗျโอเคဆ iam ဘယ်ဒေတာကလာပြီးတော့မှတက်ရောက်အောင်မြင်ခဲ့ပါလဲဆ iam အခုချိန်မှာဆ iam ရဲ့ပျော်ရွှင်မှုလေးကိုဖော်ပြပါအများပြောတယ်ပေါ့နော်အများကြီးအထက်ကြီးကြုံတွေ့မှလာတယ်ကဲကြောင်းတက်ခဲ့တဲ့ကာလတစ်ချောင်းလုံးမှာပေါ့နော်ဆ iam ဘယ်လိုတွေများစူးစမ်းခဲ့တယ်လဲစူးစမ်းခဲ့ရတော့အဲစူးစမ်းခဲ့ရမဟုတ်ဘူးမဲ့စာရင်းနဲ့တက်တယ်တော့သူများနဲ့တယ်ပေါ့နော်ဒီလိုမျိုးလုပ်နေအောင်စူးစမ်းရဲပြီးတော့တငယ်ချင်းနဲ့အတူတူဆွေးစင်းပြောတော့နော်ဟုတ်ကဲ့ဒါဆိုရင်ဆ iam ဒီအမတ်တရအများကြီးရှိတယ်ပေါ့နော်အဲ့အမတ်တရအများကြီးရှိတဲ့ထဲမှာဆ iam အမတ်တရအဖြစ်ဆုံးအရာလေးတစ်ခုအမတ်တရအဖြစ်ဆုံးကတော့ကျမဒီ EC စတဲ့ရတယ်ပေါ့နော်ဘလို့ပေါင်းပြီးတော့မလို့စားခဲ့တာပြီးတော့မှဒီနောက်ဆုံးအမတ်တရဆိုတော့ဘာသာဖုံးသွားတယ်ပြီးတော့ဆရာမတငယ်ကြီးနဲ့အတူပေါ့နော်ဟဲ့တော့ပေါ့နော်အဲ့လိုခုခုပြောနေတယ်ပေါ့နော်အခုဒီဆ iam အကြောင်းပြီးသွားတဲ့နောက်ပိုင်းမှာဘာလို့ဖို့အစီအစဉ်ရှိလဲဆ iam ဒီကမှာက EC စတယ်အဲ့ဒါပြောရင်ဒီလိုမျိုးညာမှာပေါ့ဆရာမတို့လည်းပြန်ဖြစ်ပေးတဲ့ကလေးတွေတော့အကောင်းဆုံးဖြစ်စီမှာပါတယ်ဟုတ်ကဲ့ပါဒါတော့လေဆ iam ဒီ MRPSD ကျောင်းသားကျောင်းသူတွေကိုအမှာစကားတစ်ခွန်းလောက်ပြောခဲ့ပေးနိုင်မလားအများကြီးစူးစမ်းပါကိုယ့်ရဲ့အလုပ်လုပ်ပါဘူးပြန်ပြန်လုပ်ရမှာအတူတူရှိပါတယ်ကဲကျေးဇူးတင်ပါတယ်ဆ iam ဟုတ်ကဲ့ပါ